တကယ်ချင်းကို MMBP ဆော့တဲ့အခါလုံးကအသိနေမှာလူတွေပဲပါလာပြီးတော့ရန်သူအတင်းကပရိုတွေဖြစ်နေတာလဲဆိုတာကိုစိတ်ဆိုးဘူးကြမှာအမှန်တော့မွန်တော်မှာငါတို့ကိုပွေချပေးတဲ့လိုဝက်စနစ်တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတာဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားပါမယ် main board အဓိက၄ချက် MMBP ရဲ့ marketing စနစ်ကအဓိကအပြင်အချက်၄ချက်ပုံမူတည်ပြီးတော့တစ်ချက်ပါတယ်အချက်တစ်ခုကတော့ MM မှာ marketing rating နဲ့ brand level ပါလူအများစုက brand တူရင်ပွဲအတူတူကြတယ်လို့ထင်ကြပေမဲ့တကယ်တော့ MMR သူတို့ရဲ့ lower point ပုံမူတည်ပါတယ်မင်းကအေးဘက်မှာဖြစ်နေပေမဲ့ win rate ကအရင်တက်ပြီးတော့စောမြပွဲတိုင်း MVP ရနေရင်ဂိတ်စနစ်ကမင်းကို pro လို့သတ်မှတ်ပြီးတော့ legend သို့မဟုတ် mythic အဆင့်ရှိတဲ့ကစားသမားတွေပွဲပြီးတွေ့တတ်ပါတယ်အချက်နဲ့ပင်နဲ့စာပါ internal line ပေါ့မွန်တုံကပွဲရှာတဲ့အခါမှာကစားသမားတွေရဲ့ပင်အနိုင်ဆုံးဖြစ်မဲ့တူညီတဲ့ data တွင်စာပါဥပမာမြန်မာပြည်တွင်းကလူဆိုရင်မြန်မာအချင်းချင်းသို့မဟုတ်အနည်းဆက်ဆုံးစာပါကလူတွေကိုအရင်ဦးစားပေးရှာပေးပါတယ်ပင်တူတဲ့သူတွေကိုတွဲပြီးမှဂိမ်းစောတဲ့အခါလက်တာမှမလို့ပါအချက်တော့ pre-made party အခွဲလိုက်စောကစားမှုဒါကတော့အားလုံးသိထားတဲ့ညတာမှုစနစ်ပါမင်းကဆိုလို့တယောက်တည်းဆိုရင်ဂိမ်းကရန်သူကိုလည်းဆိုလို့ဒါမှမဟုတ်ရင်အများဆုံးဒူ2ယောက်တွဲလောက်ပဲရှာပေးပါတယ်မင်းက 5 man 9ယောက် footing ဆိုရင်ရန်သူကိုလည်း9ယောက် footing အချင်းချင်းပဲပြန်ချပေးတတ်ပါတယ်ဒါကြောင့်2ယောက်ဆိုရင်ပွဲကိုတင်းတတ်ပါတယ်အချက်လေးအနေနဲ့လူစားကျုနဲ့ဝင်နာကျုမွန်တုံရဲ့လက်ကွက်ပါ MMBB မှာအခုလို return လက်ကွက်ရှိပါတယ်ဝင်နာကျုမင်းပွဲတွေမှာစက်တိုင်းနိုင်ရင် win straight ဂိမ်းကမင်းကိုဆက်စော့စီခြင်းလို့ပွဲကောင်းတွေကိုဆက်ပြီးတတ်ပါတယ်လူစားကျုဒါပေမဲ့ပွဲတွေအများကြီးနိုင်ပြီးတော့ဂိမ်းကမင်းကိုစင်ခေါ်မှုပေးဖို့ဒါမှမဟုတ်တခြားရှုံးတဲ့သူတွေကိုကဲဖို့အတွက် win rate နည်းတဲ့သူတွေနှုတ်တဲ့သူတွေကိုမင်းအသိနေဖို့ထည့်ပေးတတ်ပါတယ်ဒါကြောင့် loser straight စက်တိုင်းဆင်းရတာမျိုးဖြစ်လာပါ loser straight မဆင်းချင်ရင်တော့ပွဲ3ပွဲစက်တိုင်းရှုံးတာနဲ့ဂိမ်းကိုခဏပိတ်နိုင်ရွယ်လောက်နာပြီးတော့ပြန်စောပါဒါဆိုရင်တော့ loser ကျုအကရိုရီတန်တွေကရုံထွက်နိုင်ပါလိမ့်မယ်ဒီဗီဒီယိုကိုသဘောကျရင်တော့ like and subscribe လေးလုပ်ခဲ့ပါအောင်နော်